အားလုံးပဲမြင်ကြလားပါကျွန်တော်ကတော့ Eddie ပါကျွန်တော်ဒီနေ့မှာတော့ Minecraft ဆော့ပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Minecraft wall လေးတော့ကျွန်တော်ကအခု Minecraft ကို series လေးလုပ်မှာပေါ့နော်ဒီ series ရဲ့နာမည်ကိုကျွန်တော် Thinkcraft လို့ပေးထားပါလေဒီ series ကိုကျွန်တော်ကအပိုင်းလေးတွေခွဲပြီးတင်ပေးမယ်ပေါ့နော်အပိုင်းလေးတွေခွဲပြီးတင်ပေးပါမယ်ဗီဒီယိုလေးမစခင်မှာ channel ကိုsubscribe လုပ်ပြီးတော့ဒီဗီဒီယိုလေး like လုပ်ပေးကြဖို့တောင်းဆိုပါတယ်။ကျွန်တော်အရင်ဆုံးတစ်ပိတ်ခုံမယ်ဗျ။ကျွန်တော်တစ်ပိတ်ခုံကြ။တစ်ပိတ်ခုံမယ်။တစ်ပိတ်ခုံမယ်။တစ်ပိတ်ခုံမယ်။တစ်ပိတ်ခုံကြမယ်။တစ်ပိတ်ခုံပြီးတသားယူပြီး credit တွေပဲလုပ်မယ်။ credit တွေပဲ။တုံချောင်းနေတုံဆောင်လို့ပွားလေဟလိုပိတ်ကတော့အခုကြောက်သွားသူအောင်ကျွန်တော်ကြောက်သွားသူမယ်ရှေးကြောက်သွားသူမယ်ဟဲ့လာမဘာလို့ဒီမှာဒါနေတာလဲညကြရင်ပူသေးတေးပဲရရဲ့လေအသားလေးရမလားလွတ်တက်တဲ့ဟာတေးပဲရတယ်သွားကျွန်တော်ကြောက်တူးမယ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 ်ကျွန်တော်ကကော်ပိုရေးသုံးနေအများကြီးတူပွားပြီပေါ့နော်ကျွန်တော်တို့ကော်ပိုရေးသုံးနေတူပွားပြီဆိုတော့ကျွန်တော်တစ်သားမလို့တော့ပါဘူးတစ်သားမလို့တော့ဘူးကျွန်တော်တို့ကော်ပိုရေးသုံးနဲ့လုံမှာဖြစ်ပါတယ် pick up နမ်လို့ဒါကိုကောက်ခွဲဖို့ဒါဘယ်လောက်ပဲရှိရလားဘယ်လောက်ပဲရှိရသွားမယ်ဘယ်လောက်ပဲရှိတယ်တို့ညဘက်မရောက်ဘူးကျွန်တော်တိုးအရင်ရှာရမယ်ညဘက်အကြကြီးစောင့်ရလားမစောင့်ချင်ဘူးတိုးတွေ့အောင်ရှာမယ်တိုးလေးပဲရောက်နေလဲတိုးလေးဒီကြောက်ဒီကူဆိုတော့နဲ့လားပဲကျွန်တော်ခိုးလေးပဲလေတူးမယ်ဗျဟာမြေပြူကြတာဟာမတူတော့ပါဘူးထားလိုက်ကျွန်တော်တို့ကဘယ်သွားနေမှလည်းမသိဘူးခုမှမိုင်းတွင်းလားမသိဘူးညကျွန်တော်ခဏတွားကြည့်လိုက်မယ်ကျွန်တော်ဝင်ကြည့်လိုက်အောင်ဒီတော့အာယွန်တွေ့ပြီအာယွန်โอเคတူးမယ်အာယွန်တူးမယ်အကြီးပဲမိုင်းရင်းရကျွန်တော်တို့ဒီမှာအခြေချလိုက်ရအောင်ဟုတ်တယ်ကျွန်တော်တို့ဒီမှာအခြေချလိုက်ရမယ်ကျွန်တော်တို့ခဏနေကြကျွန်တော်အိမ်သွားဆောင်မယ်နော်အခုကကျွန်တော်တို့ဗာလေအာယုံကျူဖို့အတွက်လုံနေတာအာယုံကျူဖို့အတွက်ကော်ပတ်သုံးနေနဲ့လုံနေတယ်โอเคတို့ရလာပြီတို့ဒီမှာထားမယ်ဒီမှာကျွန်တော်အာယုံတူးမယ်အာယုံအိုးမโอเคတော့မဲလားဟာကြာသွားပြီဟာမရှိအာယုံလေးမှာကြာသွားပြီအာယုံမရှိလဲခိုးပဲတူးမယ်โอเคတူကျွန်တော်တက်တော့ခုံမယ်တက်တော့ကျွန်တော်ဒီမှာပဲအိမ်လေးစောက်တော့မယ်
ဒီမှာပဲခြေချတော့မယ်ရှေ့ဟုတ်တယ်မလားရှေ့ဟိုဒီမှာပဲခြေချတော့မယ်ဒီ PC တော့ရတဲ့ PC တွေကမအောက်ဒီပဲကြာနေလားလို့ဒီ PC တွေရွှေ့မယ်ဟုတ်ပါဘူး Okay ဟမ်ရှူမြန်မြန်သွား Okay ကျွန်တော်တက်တော့ခုတ်မယ်ကျွန်တော်တို့ဟိုပါလေဟိုတစ်ပင်နဲ့ကျွန်တော်ဟိုတစ်တိုင်းနဲ့ကျွန်တော်မဆောက်ဘူးကျွန်တော်ဒီတစ်တိုင်းနဲ့ပဲဆောက်မယ်ကျွန်တော်ဒီတစ်သားလေးနဲ့ဆောက်မှာဖြစ်ပါတယ်ကျွန်တော်ဒီ micro CD ကိုကျွန်တော်ကအပိုင်းလေးခွဲပြီးတင်ပေးမယ်နော်ဒီတလားမို့မရှိတော့ဘူးဟိုရှိသေးတယ်ကျွန်တော်မြေနေရအောင်ရွေးအောင်ပဲဗျကျွန်တော်စောင့်မဲ့နေရအောင် Okay ရပြီကူလာဟုတ်တယ်အော်လာဟုတ်ကူလေဒီဘယ်မှာဆောက်မလဲဆိုတော့ကျွန်တော်ဘယ်မှာဆောက်မလဲဆိုတော့ပြန်ဆောက်ကောင်းမယ်ကျွန်တော်ဒီမှာတော့ချိုင်ကောင်းမလားမသိပါဘူးလို့ကျွန်တော်ဆက်သွားကြည့်လိုက်အောင်မယ်ဆက်သွားကြည့်မယ်ကျွန်တော်ဒီနေရာလေးလိုက်ရွေးမယ်ကျွန်တော်ဟိုတောင်းမှာတော့ဆောက်မယ်ဒီအောက်မှာတိတ်မကောင်းနေလို့တိုးဟုတ်မင်းဖေမေကြီးတွေဘင်းဘဲရွာလဲဖေမေကြီးတွေဘဲရွာလဲမသိဘူးငါပြောတယ်မသိကြအောင်Okay ကျွန်တော်တက်မယ် Okay တက် Okay တက်ရောက်တော့မယ်တက်နွားနေတာပေါ်တယ်Oh my god ပါရှိတယ်ကိုရန်အပယ်ဒါလေးလည်းအကုန်ရှိတယ်မြအကုန်ယူမယ် Okay ဘာလဲထားရတယ်မကောင်းပါဘူးညရောက်တော့မယ်ညတော့ရောက်တော့မှာညရောက်နေနောက်တွင်ကျွန်တော်အဲ့ရမရှိဘူးလူလုံးမယ်ဘာလို့ပြေးရမြင်တော့လားဘိုက်စာနေပြီအသားလည်းမရှိဘူးစားတော့ဘိုက်စာနေပြီအစားလေးရှိကြလားဝါလေးဖြစ်ဘာကောင်းလေးပဲဖြစ်ဇူမီသွားပြီတက်တာသွားပြီတက်တာသွားပြီတက်တာဟာအော်တေးသွားပါခင်ဗျာကျွန်တော်တေးသွားလဲကျွန်တော်အသက်ပြန်ရှင်ပြန်ရေးဟာနှမျိုးစရာကျွန်တော် PC တဲ့ကွန်ကိုပါသွားပြီဟာကျွန်တော်နှမျိုးစရာကျွန်တော် PC တဲ့ကွန်ပါသွားပြီအစားနဲ့ပဲစားရတော့မယ်
မစားနဲ့ကျွန်တော်မစားတော့မှဗျာကျွန်တော်ပစ္စည်းတွေအကုန်ပါဝိုင်းတိတ်ကလည်းအစားနဲ့ပြန်ခုတ်ကောက်အောင်မယ်ခုတ်ညာဘက်ကြီးဗျာအောက်အေးရောမလိုက်နဲ့လေဟဲ့ဇူမီမလုံနဲ့နော်ဟာလုံးမလုံပါနဲ့မလုံနဲ့ပြေးပြီမလုံကြပါနဲ့မလုံနဲ့အာပြေးပြီမနေဘူးပြေးပြီပြေးဇူမီရဲ့လိုက်ချနေတာဟေးခုနကလည်းတစ်ခါတေဝါအကုန်မသေးရတော့ရေဟိုလေဟိုတို့ခုနနေရာမှာနည်းနည်းဆိုးတယ်အကောင်ကနည်းနည်းတိတ်ရှားတယ်သိလားအကောင်နည်းနည်းရှားတယ်ဆက်တော့ကျွန်တော်ဒီမှာပဲနေတော့မယ်ဟိုဒီနားလေးမစိုးဒီမှာပဲကျွန်တော်အိမ်လေးစောက်မယ်နော်ရှေ့ဟုတ်တယ်ကျွန်တော်ဒီမှာပဲနေမယ်ဒီမှာပဲကျွန်တော်အိမ်စောက်ပြီးနေမယ်โอเคတင်းဒီနာအနေထားပါညာကောင်းတယ်ဒီမှာပဲနေမယ်ဟုတ်ဒီနေ့ဗီဒီယိုလေးတော့လိုက်ပါတယ်ကျွန်တော်အဆုံးထိကြည့်ရှုပေးတဲ့အားလုံးတောင်းယူတဲ့တယောက်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ် Think Craft episode မှာကျွန်တော်ပြန်တွေ့ကြပါမယ်အားလုံးပဲတဒါ